ကဲအတက်ကြီးပဲကိုတက်ရိုက်မလားဆောင်းပြားရည်โอเค哇！တောင်ထိပ်တော့ရောက်လာပြီ။ဗျာ။တော်လာတဲ့နေရာရှိရပြမယ်နော်ခဏလေးမကြည့်ရှိုးရတူချင်းဘယ်လိုရှိလဲအမျက်တော့ကျိုးသွားပြီအမျက်မှန်တော့ကျိုးသွားပြီမြင်ရောဒီမှာမနေ့မှဝင်လာတာပျောက်သွားပြီတနာပါစတစ်ဘူးလည်းကြာကြံခဲ့ဗျာဆင်းရမယ်လိုင်းโอเคတတာအစင်း let's go တက်ကြီးရတော့ပြီးဆုံးသွားတယ်ကဲသူများရပြေကွဲလမ်းလျှောက်ဒူးဆနာနေပြီဘယ်လိုလုပ်မလို့ဟောတဝက်ကြော်ပဲရှိတယ်ဒူးကဆနာနေပြီဟဲ့ရှိုးလားဟုတ်လားတော်လားလာနေရလေးတွင်ဆက်ပြမယ်ဒါပဲကဲဒီရတဲ့တက်ဒူးရတဲ့နားချောက်ရတဲ့နားကြည့်တော့โอเคဆက်သွားလိုက်မယ်ဝင်ပြီဆက်သွားကျွန်တော်ဒူးတယ်နားနေပြီတော်တော်တော့ဘာဖြစ်လဲမသိဘူးဒီနေ့နာနေကြပြီကဲပြင်းနေပြီဒီရမမဖြစ်ရေးတို့ရေးဆက်လျှောက်လိုက်ပါဗျာလမ်းလျှောက်တော့โอเคပါမယ်ရမ်းမောနေရောမောနေအောင်မဟုတ်ရမ်းရုံးပြက်နေရတော့ဗီဒီယိုလည်းမရိုက်နိုင်တော့နောက်မှပြန်ရတော့မယ်နော်လာပြီနဲ့ပြင်းနေ6လေးဆုပ်ပြတ်တက်နေတော့ရှင်ရေကြီးဖို့ထားနေတော့ရှင်ထူးလဲနာနေနောက်ပြန်မယ်နော်မြန်တော့တက်သွားဆိုပြီးပြီလေနော်ပြီးတော့အရန်နောက်ကျထားအောင်သူဆိုရင်10မိနစ်ကိုဆို9မိနစ်အဲ့လိုလေးလေနှမျောอ่ะဟုတ်ကဲ့ဘာဖြစ်သွားလဲဆို10မိနစ်သမားဆိုရင်ကြာတယ်သူတို့ရံပြကြတယ်ဘယ်လောက်ကြာတယ်အဲ့လိုမတိလိုက်ဘူးမတိလိုက်ဘူးဆွဲပြုတ်တာလေညီမလေးတို့ပြောလို့ရန်နေဒီဘက်ရောက်လာတယ်9မိနစ်လည်းကြာပြီဆွဲပြုတ်နံပါတ်တွေကိုဆွဲပြုတ်ခံပြီးနံပါတ်တွေဆွဲပြုတ်တာဩအဲ့ဒီမှာပြဿနာဖြစ်မတော်နေတော့သွားလေမတယ်လည်းမရဘူးချက်လည်းမရဘူးဘာမှမရဘူးတဲ့ဘာမှမပေးဘူးတဲ့ finish ဟုတ်တယ်တနိုင်လောက်ပဲကြာတယ်အမလေးမိုင်းမိုင်းရန်အဲ့လိုပြောတာဟုတ်ဘေးချင်းရောက်သွားတယ်ဖွင့်တော့မရဘူး10မိနစ်ပဲလိုတာကမလုံးတော့နောက်ကျဆောတာပေါ့ဆောတာပဲဆိုးလို့အဲ့တော့ဆိုးလို့ရန်ဖြစ်ပြီးတော့ဒါမို့လို့လွတ်လိုက်တာဆက်အဲ့ကောင်မလေးနံပါတ်မှတ်ထားလားဟိုလူပဲမမီအဲ့ကောင်ကတော့မမီဘာမှမပြောမြမလေးနဲ့လားအောက်ထားပြီးတော့နောက်မှဆက်တင်တော့အချင်းမကောင်း